စောစောတရားရုတ်တရက်ဆိုသလိုအိမ်တစ်တွေအဝတ်စားတစ်တွေရလာပြီးကံကောင်းနေတဲ့ချိန်ပေါ့ဒါမဲ့စောစောကတော့ပေါ်ပေါ်ဆဆနေတဲ့သူမို့အင်ကြီးမဝက်ပဲပေါင်းမိပဲဝတ်ထားတပါရီသူရထားတဲ့စင်ဆွဲတကူတွေမှာလှပရီမိမပြိုတယောက်ပုံအောင်နေတာကိုသူလုံးဝမသိခဲ့ပါဘူးအဲဒီမိမပြိုကစောစောမတီးအောင်အိမ်လို့တွေဝင်ကူညီပေးနေရပါဒီနေ့မှာတော့စောစောအပြင်ကနေအတားချောင်းကြည့်လိုက်တဲ့အခါလှပရီမိန်းကလေးတယောက်ကိုတွေ့လိုက်ရပါတယ်အချေအားစားပြီးစောစောတယောက်အမိန်းကလေးကိုချစ်မြတ်နိုးသွားပြီးသူ့ပိုင်ပြန်လာအောင်ကြိုးစားရတာပေါ့ဟိုလှလိုက်တာမဖြစ်ဘူးသူ့အပိုင်ချမ်းမရမယ်စောစောကကိုကြောင့်ကိုဝဲနဲ့အနာကိုကတ်သွားပြီးမယ်သူကအတန်ထက်သွားမိပါတယ်အိုးလူမိသွားရင်မြင်မြန်ဆင်ဆွဲတဲ့ပြန်ဝင်မရမယ်အချိန်မှပဲအလန့်တကြားနဲ့ဆင်ဆွဲရပြုတ်ကြပြီးကွဲသွားပါရဲ့အိုးငါ့ကိုခွလို့ပါမရွရွယ်ပဲဖြစ်သွားတာပါတောင်းမှန်ပါရဲ့ငါရဲ့ဆင်ဆွဲကွဲသွားရင်အခုငါဘယ်မှာသွားနေရမလဲငါအိမ်လေးပြည့်စည်သွားရင်ဘယ်လိုလုပ်ရမလဲဟဲ့ဘာမှမပူပါနဲ့မင်းနေစရာမရှိရင်ငါအိမ်မှာပဲလာနေလိုက်ပါငါကြောင်ဝင်ယူပေးပါမယ်ကျမဒီလိုအိမ်မျိုးတစ်ခါမှမနေဘူးပါဘူးငါရဲ့စင်စင်အိမ်လေးထဲမှာပဲနေလာခဲ့တာပါပြင်ပပတ်ဝန်းကျင်ငါလုံးဝမကျွမ်းကျင်ငါဘယ်လိုလုပ်နေရမှာလဲအိုးဘာမှဖြစ်ပါဘူးကိုကငငယ်ကလေးကအပြင်လောကမှာနေလာတဲ့သူပါကိုပဲယုံလိုက်ပါပြီးတော့မင်းပါရီတွေးနေရလေအဲ့လိုအများကြီးမတွေးပါနဲ့ကိုနားမှာပဲနေလိုက်ပါလာပါကိုမင်းရဲ့အပြင်လောကကိုလိုက်ပြပေးမယ်အိမ်ကမင်းနေခဲ့တဲ့စင်စင်တရားပေါ်အောင်မေ့သွားစေရမယ်အပြင်လောကဆိုတာဘယ်လိုမျိုးလဲငါမသိချင်ပါဘူးအရန်ကြောက်စရာကောင်းနေမနေရဲပါဘူးကြောက်စရာမကောင်းပါဘူးလှပရရာတွေအများကြီးရှိပါတယ်အကျိုးတစ်ဖြင့်မင်းရှိမှရှိနေကိုကိုကြည့်လေပိုပြီးစိတ်ဝင်စားဖို့ကောင်းမယ်ဘာမှမတွေးပါနဲ့တော့ဒီညနေကျရင်ကိုမင်းရဲ့အလေးရောင်ထုတ်တယ်ငါသွားပြမယ်အလေးရောင်ထုတ်တဲ့ငါကိုတကယ်ပဲကြည့်ရမှာလားဟုတ်တယ်ညရောက်ရင်ကိုခေါ်သွားမယ်ဒါမဲ့မီးကိုအကုန်ပိတ်ထားရမယ်နော်မောင်မအဲ့ဒီငါးတွေကလှပရလေးရောင်ကိုတောက်ပါမှာအရန်လောက်မှသိချပဲနောက်တောင်ရတာတမျိုးကြီးပဲဗျာသူတို့စီမှာနောက်ကျအကွက်တွေရှိနေပြန်ပြီဟဲ့ကောင်ပါစက်ပိတ်ထားစမ်းအနေရစားပြီးစစုံနဲ့မိတို့ဟာအတူတူနေထိုင်ဖြစ်သွားကြပါရီမိသူမှာတခြားသွားစရာနေရာလေးမရှိသလိုသူရဲ့စင်ဆွဲအိမ်လေးကလေးပြည့်စည်သွားရတာကြောင့်နောက်ဆုံးမှာတော့စစုံရဲ့အိမ်မှာပဲအတင်းကျပ်နေထိုင်လိုက်ရပါရီနေတာကြလာတဲ့မိသူကတော့ပျော်ရွှင်နေတာပေါ့အကူကြီးလို့ပြီလားဗျဘာလို့နေရလဲဗျဒီကောက်ဖိပေးပါဦးဘာရောအော်နေရလဲကိုငဲ့ရလူတွေအေးအေးပြက်ဘာလို့တကားလာခောက်နေရလဲအခုနေ့လေတော့ရောက်နေပြီဗျအခြေအခါကိုကြည့်ဦးလေမင်းမတခြားကိစ္စမရှိဘူးပေါ့ရှင့်လည်းမြင်မြင်ပြောမရှိလည်းပြန်တော့ငါအိတ်ုံမယ်အလုပ်တွေလည်းအများကြီးလုပ်เสียကြံနေတယ်အကူကတော့ဗျအခုနောက်ပဲလူငယ်လူမျိုးစိတ်မရှိတော့ပါလားအိမ်အောင်ကြတော့ကျွန်တော်ကိုမိတ်သွားယူပေါ့လေအခုဆိုရင်ကျွန်တော်အေးမပါတော့ဘူးပေါ့ဟဲ့ကောင်မင်းကောက်စိန်လာလို့မနေနဲ့အကန်ခံချင်လို့လားကိစ္စရှိမှလာမလားလာတွေးလို့မရအောင်လားအကိုကလေအခုနောက်ပိုင်းအလုပ်တွေလည်းမလုပ်တော့အိမ်မှာပဲအချိန်ကုန်နေတော့တာပဲအလုပ်တွေလုံးမှာပေါ့ကွာအရင်ဆုံးထမင်းစားရေချိုးပြီးမှအလုပ်ကိစ္စဆက်ပြောကြတာပေါ့မင်းကဘာလာဆောက်ကြည့်နေရလဲအကိုကဒီနေ့တော့နည်းနည်းထူးဆန်းနေရဲ့နော်ဟုတ်ပါပြီကျွန်တော်လည်းစားနေရတယ်စားလိုက်ပါဦးမယ်ဗျာကဲကိုချက်ပေးတဲ့လက်ရလေးမြည်ကြည့်ပါဦးမင်းတက်ပဲအထူးတလေချက်ပေးထားတာပါကျွန်တော်တော့ကရောဘာမှမရှိဘူးလားအဲမင်္ဂလေးကိုပဲအထူးတလေဆက်ဆက်နေရဒါနည်းနည်းလွန်မသွားဘူးလားအရင်တော့ကတော့ကျွန်တော်ကိုအရေးကြီးဆုံးလို့ပြောပြီးတော့အခုကျွန်တော်ကဘာမှမဟုတ်တော့ဘူးလေစဉ်းစားကြည့်တော့လေစိတ်မကောင်းစရာပဲဗျာမင်းကလေမင်းဘာသာမင်းအလုံးလုံးပြီးရှားစားလေကိုဘရာကိုလှုပ်ရှားလိုက်ပါဟောပြောလိုက်ပုံများဗျာအိမ်အောင်ကြတော့ကျွန်တော်မိတ်သွားယူပေါ့ကျွန်တော်ရဲ့အရေးပါမှုတွေပျောက်ဆုံးသွားယူပေါ့နော်တကယ်စိတ်မကောင်းစရာပဲဗျာဒီကိုငယ်ကတော့ဒီလိုပါပဲလာတိုင်းဒီလိုပဲလာပြီးစာနာပြနေတတာမင်ကျူစိုက်ပြနေနေဒီပတ်ဝန်းကျင်တစ်ခုလုံးကကိုပိုင်တဲ့နေမြေတွေကြီးပဲဒီနေရာတွေအကုန်လုံးကကိုယ့်ရဲ့မြေနေရာတွေပေါ့အကိုကဘာလို့ဒီလောက်တောင်မြေတွေအများကြီးပိုင်ထားလဲဟာပြောလိုက်ရင်တော့ကိုကြွားရလို့ထင်မှစိုးလို့ပါဒါမဲ့ပြောပြရရင်တော့အရင်အင်ရှင်ကကိုဒီမြေတွေအကုန်ပြီးခဲ့တာပါဒီနေရာကအရန်ပြည့်တဲ့မြေတွေဆိုတော့ဘယ်သူမှမနေရကြဘူးကိုတယောက်ပဲနေရတာအဲ့ဒါဆိုရင်အကိုကရောဘာလို့ဒီမှာလာနေရရလဲအိုးပြောရရင်တော့အခြားရေးကျစရာမရှိတော့တာပဲလေဒီမှာမနေဘယ်သွားနေရမှာလဲစောစောကမိသူကိုနေရာဆောင်အောင်အလေပတ်ခေါ်သွားပြီးမြို့ချစ်သွားရောက်ကလွယ်တာလေးတွေကိုဝယ်ပေးပါရီအချိန်တွေကိုလွန်သွားပြီးတဲ့နောက်ပိုင်းမှာတော့စောစောရဲ့ရန်သူတွေဖြစ်တဲ့ကြေးရွာလူကြီးနဲ့ရုံမာတဲ့မော်စရာတို့ဟာစင်ဆွဲနဲ့တမင်လေးမိသူကိုလူယူဖို့အစီအစဉ်ဆွဲခဲ့ကြပါရီသူတို့ဟာမိသူရဲ့အိမ်မှာစိတ်ရှိတဲ့တတဝါတကောင်ကိုတမင်တကာထောင်ချောက်ဆင်ထားခဲ့ပါရီအိုင်မနက်မှာမိသူတယောက်ထုံးစံအတိုင်းထမင်းချက်ဖို့မိဖို့တွေကိုဝင်သွားတဲ့အချိန်မှာမိသူတယောက်မိခိုးရီနဲ့မှုံမင်းနေတဲ့မိဖို့တွေမှာဒုမဟာတမင်ထဲထားတဲ့အစိပ်ပြင်းတဲ့တတဝါကိုမမြင်ပဲနေမိသွားပါရီအ
အစိတ်ကချစ်ချင်းဆိုသလိုသူမရဲ့သွေးကြောတွေကိုပြန့်နှံ့သွားပြီးသူမဟာလဲကျသွားကအသက်ရှူရက်သွားပါရီအချိန်မှပဲအပြင်ကနေပြန်လာတဲ့စောစောတယောက်အိမ်လေးကိုရောက်လာပါတယ်ဟေးမေသူကိုပြန်ရောက်လာပြီဘာဖြစ်တာလဲမေသူဘာဖြစ်တာလဲမျက်လုံးဖွင့်မအောင်အတဲလေးစောစောတယောက်သူ့ရဲ့ချစ်သူကိုပွေးဖက်ပြီးငိုကြွေးနေပါရီငငယ်ကလေးကမိဘမေကရသူအခုဆိုရင်လည်းအကွေရဖြစ်တဲ့မိသူကိုပါဆုံးရှုံးလိုက်ရတဲ့အတွက်သူ့ဘဝတစ်ခုလုံးပြိုလဲသွားသလိုပါပဲအဲဒီချိန်မှာပဲအနာကနေစောင့်ကြည့်နေတဲ့ရုံမာတဲ့သူတွေကအကွေကြီးကိုအမေရဆုပ်ကိုင်းပြီးသူမရဲ့ရုပ်လောင်းကိုခိုးယူဖို့ပြင်ဆင်ကြပါရီသူတို့ဟာစောစောသွားရောက်မြုံနှံထားတဲ့သောဆက်ကိုလိုက်ရှာပြီးကျူးပေါ်ကြပါရီဒါမဲ့သူတို့ခဏကျူးပေမဲ့လည်းအလောင်းကိုရှာမတွေ့ခဲ့ပါဘူးထူးဆန်းတာကစောစောတယောက်တည်းအိမ်မှာထိုင်ပြီးအားငယ်နေတဲ့အချိန်မှာပဲသူ့စီကိုတောက်ပတဲ့လင်းရောင်ချက်ကိုနဲ့အကျိုးနှစ်သားတစ်ပါးပေါ်လာပါတယ်။စောစောမိရဲ့စိတ်ရင်းစေတနာနဲ့တော်ရင်တရိတ်ဆန်တွေကုညီပေးခဲ့တဲ့မိရဲ့ကျေးဇူးကြောင့်ဒီနေ့ငါမင်းကိုဆုလက်တကူပေးလိုက်တယ်။မိရဲ့ဇနီးအသက်ပြန်ရှင်လာပါပြီ။အိုးတကယ်လားနှစ်သားကြီးကျေးဇူးတင်လိုက်တာ။အကိုကျမပြန်ရောက်ပါပြီ။မေတူကတော့နှစ်သားရဲ့ကုညီဆောင်မမှုကြောင့်ပြန်လည်ရှင်တန်လာခဲ့ပါပြီ။စောစောဒီခွေရေးဆိုတာအမြဲတမ်းရနေမှာမဟုတ်ဘူး။ဒီတစ်ခါတော့မိရဲ့ဇနီးအကောင်းဆုံးထင်းဆောင်းလျှောက်ပါမင်းတို့နှစ်ယောက်တူပျော်ရွှင်စွာဆက်လက်နေထိုင်သွားကြပါနောက်ဆုံးတော့ရုံမာသူတွေရဲ့အကြံစီတွေပြပြသွားခဲ့ပါရီစောစောနဲ့မိသူတို့နှစ်ယောက်ဟာဘတူကာမလာမနောက်ရှက်တော်တဲ့နေရာကိုပြောင်းရွှေ့ပြီးအေးချမ်းစွာနဲ့ပဲဘဝကိုအတူတူတည်ဆောက်သွားကြပါရီသူတို့ရဲ့အချစ်ဇာတ်လင်းလေးကတော့ပျော်ရွှင်စရာနဲ့ပဲအဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်ရှင်